စားလိုက်တော့မယ်နာစောစီစားထားတော့နောက်အစားအစာစားဖို့မိတာပေါ့အတင်းကဟုတ်ပြီလားမသိလိုက်တဲ့တိုင်းစားနေတာပဲဟုတ်ပါပြီလားဟောဒီကနေ့သမီးပါတယ်လို့ပြောလို့လိုက်တာအဲ့ဒါဆိုလို့ရှိရင်ကိုရှိတာမှာပဲလိုက်ရဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဒီမှာသူလည်းခေါ်တယ်မင်းတော့ခေါ်လိုက်ပါကြည့်ကြိုက်တယ်တော့ကြားစားရတယ်သမင်းလည်းကြိုက်တယ်ကြားစားလည်းကြိုက်တယ်ခောက်ဆွဲလည်းကြိုက်တယ်ပြီးတော့မုတ်ဖက်လည်းကြိုက်တယ်ညခောက်ဆွဲလည်းကြိုက်တယ်နန်းကြီးလည်းကြိုက်တယ်ဂျုံကပေါင်မုတ်တွေဟိုပါလားဂျုံခောက်ဆွဲလည်းစားတယ်လေဟုတ်တယ်ပြောချင်တာတချို့ကရှိရလေကြားစားမကြဘူးခောက်ဆွဲပဲကြိုက်တာခောက်ဆွဲမကြိုက်ဘူးကြားစားကြိုက်တယ်လို့သမင်းမကြိုက်ဘူးမုတ်ကြိုက်တယ်လို့အဲ့လိုပြင်းကြအဲ့လိုမဟုတ်ဘူးလားအကုန်ကြိုက်တာကြားစားခောက်ဆွဲကြားစားထဲမှာဆန်းကြားစားဂျုံကြားစားမဟုတ်ကြားစားပဲကြားစားအကုန်ကြိုက်တယ်သမင်းဆိုလို့ရှိရင်လည်းဟိုကွာလေယူရီးယားဆန်ဗမာဆန်ရှမ်းဆန်ကိုရီးယားဆန်အကုန်ကြိုက်တယ်မုတ်ဖက်ဆိုလို့ရှိရင်လည်းမဝင်းကနန်းကြီးနန်းလေးနန်းလက်နန်းပြားညခောက်ဆွဲအကုန်ကြိုက်တယ်ဟိုမမစီကြခောက်ဆွဲတို့ပါတော့အဲ့လိုယူရီးယားတုံရန်ခောက်ဆွဲတို့ကြိုက်တယ်လို့မျိုးကိုရီးယားအစားအစာလေကိုရီးယားအဲ့လိုရှင်းကတ်တို့အဲ့လိုအများကြီးကြိုက်တယ်ကုန်ကြိုက်တယ်ဟိုမကြိုက်တာမရှိဘူးမကြိုက်တာမရှိဘူးဟုတ်လည်းနဲ့ထည့်ပေးပါလားဟိုကလေမကြိုက်တာမရှိဘူးဂျူလီယာကြာလေအဲ့လိုအကုန်ကြိုက်တယ်ဘာလို့မကြိုက်တာမရှိလဲဆိုစဉ်းစားလို့လည်းမရစားအတော့လို့စဉ်းစားလိုက်တာနဲ့လည်းအဲ့လိုဘိုက်ကအတန်းမြည်လေးတကွီကွီနဲ့လေအဲ့လိုဘာပဲတော်ပြီကဝါမဟုတ်ဝိစားလဲသွားရရပြန်ရစားအောင်ပါ